မိတ်ဆွေအနေနဲ့ CapCut နောက်ဆုံးထွက်တဲ့ Pro Mode version တွေကိုသုံးရတာအဆင်မပြေဖြစ်နေပြီလားဒီဗီဒီယိုလေးကိုကြည့်လိုက်ရင်မိတ်ဆွေအဆင်ပြေသွားပါလိမ့်မယ်ဒီလို CapCut မှာပါဝင်တဲ့ Pro features တွေကိုယခုပြမဲ့ဒီလမ်းအတိုင်းပြုလုပ်လိုက်တာနဲ့ CapCut mobile app မှာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်မိမိဖုန်းထဲမှာပါတဲ့ browser တစ်ခုခုကိုဝင်မယ်ပြီးရင် search bar မှာ CapCut sign up လို့ရိုက်မယ်ပြီးရင်အပေါ်ဆုံးမှာ sign up link ထဲထပ်ဝင်မယ်ဒီနေရာမှာ email လို့ပြီး oh sorry တစ်ချက်မေ့နေလို့ Google Play Store ကိုတွားပြီးတော့ Temp Mail ဆိုတဲ့ app ကို install လုပ်ထားဖို့လိုတယ် install လုပ်ပြီးရင် Temp Mail ထဲဝင်မယ် copy ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ခုနက browser မှာဖွင့်ထားတဲ့ CapCut sign up လုပ်တဲ့နေရာပြန်သွားမယ် enter email ဆိုတဲ့နေရာမှာခုနက copy ယူလာတဲ့ mail ကို paste လုပ်လိုက်မယ် continue ကိုနှိပ်မယ် password ကိုနှစ်သက်ရထည့်ပြီး sign up ကိုနှိပ်လိုက်ပါတခုရှိတာက password တော့မမိပါစေပြီးရင် birthday မှာအဆင်ပြေသလိုထည့်လိုက်ပါ confirmation code တဲ့ခုနက temp mail app ထဲကိုတွားကြည့်လိုက်ပါပြီးရင် code ကိုထည့်လိုက်ပါ okay ဒါဆိုရင်တော့ sign up လုပ်လို့အောင်မြင်သွားပြီ okay ပြီးရင် CapCut app ထဲတွားပါညာဘက်အောက်တောင်မှရှိတဲ့မိထဲကိုဝင်မယ် tap to sign in ကိုနှိပ်မယ် sign in with email ကိုထပ်ဝင်မယ်ခုနက browser မှာ sign up လုပ်ခဲ့တဲ့ mail နဲ့ password ကိုအသုံးပြုမယ်ပြီးရင် continue ကိုနှိပ်မယ်မိတ်ဆွေတို့အသုံးပြုလို့တဲ့ CapCut မှာပါဝင်တော့ Pro features တွေကိုအသုံးပြုလို့ရပြီပဲဖြစ်ပါတယ်လူကြီးမင်းတို့အသုံးပြုရမယ့် CapCut Pro download link ကို YouTube မှာဆိုရင် description နဲ့ TikTok မှာဆိုရင် comment box မှာချပေးထားပါတယ်